ရဲ့နေစဉ်တိုင်းမှာမင်းနဲ့နှစ်ယောက်တို့ရှိချင်လို့ပါတရားသဘောများစွာချမ်းမှာမင်းနာမရှိမှအကြောင်းဆုံးတရားပါလောကစီစိတ်ချမ်းသာမင်းနဲ့မဟုတ်ရင်မလို့ခြင်းပါလုံးသားရဲ့ဟာရဟာမင်းနာမရှိရင်ကုန်ဆုံးသွားမှာလိုအပ်သည်ဖြစ်စေမလိုခဲ့သည်ဖြစ်စေရှင်နေမှာရှိနေကိုမေးမဲ့တခုတော့ဖြစ်အချစ်လေးမင်းကိုလက်ထမ်းနိုင်မလားကိုလက်ထမ်းနိုင်မလားဒီချပ်ပြန်စင်စားပါယုံကြည်စွာလိုက်ခဲ့ပါမင်းနာမမျက်ရှိချင်တာအနာမမျက်ရှိချင်တာကဘာနေဖို့ရှိသမျှပျော်ရွှင်စရာအလုံးဟာ